ရေကြီးဆုံးချက်ပါပါလိမ့်မလဲလို့မေးလို့ရှိရင်ရှားမိခြင်းမလွဲဖို့ဟာရေကြီးဆုံးချက်ပါပဲရှားမိခြင်းမလွဲဖို့ချက်ဟာကောင်းပြီဒါဖြင့်ရှားမိခြင်းဆိုတဲ့ဥစ္စာဒကာဓမ္မတွေယခုရတဲ့ပစ္စည်းတွေနဲ့လူကြတန်းကြပေးကြကမ်းကြပြီးဒီကလာကိုတာတွေ့ဆိုတာလေးပေးကြကမ်းကြလူကြတန်းကြတယ်ဆိုတာရှားမိတာပါပဲဒီရှားမိခြင်းလွယ်မှာသိဆိုရင်ရပါတယ်လူကြတန်းကြပေးကြကမ်းကြတာဒီမိမိတို့ပစ္စည်းဟာမိမိတို့မခင်လို့စွန့်တာပဲမဆွဲလန်းလို့စွန့်တာပဲဆိုတော့မခင်လို့စွန့်တာဆိုတာလေတဏှာမပါတာပါမဆွဲလန်းလို့စွန့်တာပါပဲဆိုတော့လေဒိဋ္ဌိမပါတာပဲမခင်မဆွဲလန်းလို့စွန့်တဲ့အစွန့်တွေကလို့ဆိုရင်ဖြင့်တဲ့တချို့တရားဓမ္မတွေမှာဘယ်လိုဖြစ်နေတုံးဆိုတော့သစ္စာသိတဲ့ဉာဏ်မရတော့ယခုခန္ဓာကြီးကပြိုတဲ့အိုတဲ့ခန္ဓာကြီးရတာနောက်ဘဝလူဖြစ်ရပါလေနတ်ဖြစ်ရပါလေလူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာဖြစ်ရပါလေဆိုတော့ခင်ဗျားတို့ကလည်းချမ်းသာရေးတလုံးတော့ကိုယ်သာဗရဏထားပြီးဒီကလာနေတယ်နောက်ပြကနောက်ခန္ဓာဒီဒုက္ခသစ္စာလို့မသိဘူးမသိတော့မိမိတို့ပေကံလှူဒန်းတဲ့ဒါနသီလကုသိုလ်စေတနာတွေကြောင့်ယခုအိုစေခဏမှာပဲပြိတွေအမိဘုံကောင်းတွေကထွက်လာတဲ့ကယခုတရားဓမ္မတွေအိုးနေတယ်ဆိုတာလူတိုင်းသိပါတယ်။ဒီနေ့ပြမအိုလား။အဲဒီအိုရှိရတဲ့တရားဓမ္မတွေကပေကံလူဒန်းပေးကြတာနောက်လူဖြစ်ရပါလေနတ်ဖြစ်ရပါလေမြမဖြစ်ရပါလေဆိုတော့လူအိုနောက်အိုမြမအိုဟာပြန်ပြီးဆူတောင်းလိုက်တာနဲ့တူတယ်။ဘုရားလည်းအိုရနာရသေးအောင်မှာကိုဒါပြန်ဒီယခုအိုတုံးထူတဲ့ဒါနတွေအိုပြန်ရမယ်ဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတွေရှားမိခြင်းလွဲလို့ပဲမှန်ပါဗျာဘယ်နဲ့ဆိုပါရှားမိခြင်းလွဲပါဗျာဩဒါကြောင့်ဆရာဘုန်းကြီးတွေပေးတာဒီဘာပါလိမ့်မလဲလို့မေးတဲ့အခါကျတော့အရေးကြီးတဲ့ရှားမိခြင်းမလွဲပါစေနဲ့ဆိုတာကိုသတိထားပါမှန်ပါဗျာတော့အနာရှိတဲ့အခါကျမှအနာကင်းဒီဘဝဘာအနာတွေမကင်းလို့နောက်ဘဝကြလို့ရှိရင်ဖြင့်အနာကင်းအောင်လို့ထူလိုက်တော့ခန္ဓာရှိရင်အနာမကင်းပါဘူးဒါဖြင့်ဒီဘဝအနာရှိတော့အနာကင်းရင်လို့နောက်ဘဝအနာကင်းရင်လို့ထူခဲ့တော့အနာရှိရနဲ့အနာခန္ဓာလျှောက်ရှာတာပဲမှန်ပါဗျာမှန်ပါဗျာစဉ်းစားပါဒကာဓမ္မတို့လည်းရှင်းမိခြင်းလွဲလို့ဆိုဒကာကျော်မှားသေးမှန်ပါဗျာယခုခန္ဓာကြီးတွေကလို့ရှင်မြေကြီးလက်ခမလွဲသေးရမယ်ဆိုတာလူတိုင်းသိပြီးသားဖြစ်ပါတယ်မှန်ပါဗျာဒီသေခန္ဓာကြီးနဲ့ပဲသေခန္ဒီမှာနောက်ဘဝရအောင်လူနတ်ခန္ဓာဗြဟ္မာခန္ဓာရအောင်ဆိုပြီးကြလားလူကြတန်းကြပေးကြကမ်းကြပြန်ပြီဆိုတော့နောက်လာမယ့်ခန္ဓာကလည်းသေဦးမှာမသေးဘူးလားဒါစဉ်းစားလိုက်တော့ဩရှာမွေးရင်လွယ်လိုက်တဲ့ဖြစ်ခြင်းအသေးရှိရနဲ့အသေးရှားနေပြန်ပြီဒါကတည်းလွယ်မလွယ်စဉ်းစားအဲ့ဒါကိုမရှာကြပါနဲ့ဆိုတဲ့ဥစ္စာသတိပေးတယ်ယခုလူရတဏ္ဍပေးတဲ့ကဏ္ဍဒီကားလို့ဆိုရင်အိုလို့အနာလို့အသေးလို့ကိုအလိုရှိလို့လူပါရတောင်းပါရပေးပါရကမ်းပါရဆိုတော့ရှင်းလာတဲ့တန်းဖြစ်တဲ့အိုမှုနာမှုဒုက္ခသစ္စာကြီးသိပြီးဒီကာလမှာလှူသောကြောင့်အိုအနာလွတ်တဲ့သစ္စာဉာဏ်နဲ့လှူသောကြောင့်ဝါဝုပကနာဉာဏ်နဲ့လှူဒန်းပေးကမ်းသောကြောင့်အိုလို့အနာလို့အသေးလို့ဖြစ်တဲ့နိဗ္ဗာန်ရပါတယ်ဒီလိုဆိုတော့အိုရှိရနဲ့အိုလို့ရရှာတာအနာရှိရနဲ့အသေးရှိရနဲ့အသေးလို့ရရှာတာဆိုတာရိပ်မိဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေကိုမျိုးလုံးကျဲကျဲနဲ့ပရိယေသနာသုတ်မှာဘုရားသခင်ကိုရမေကြီးကဟောသောကြောင့်ရှာမိခြင်းမလွဲပါစေနဲ့လို့ဆရာဘုန်းကြီးတွေပေးတာလေရှာမိတတ်ကြပါလားဘာလဲလူဘာလဲတန်တန်ဘာလဲကံကံအိုးအနာသေးလွတ်ရကိုသာရောက်ချင်လို့လူတန်းပေးကမှာဤဆိုတော့အိုးအနာသူသိလို့လွတ်ချင်အိုးနာသူသိတာကသစ္စာညာအဲ့ဒီသစ္စာညာနဲ့လူလိုက်တန်းလိုက်ပဲလိုက်ကမ်းလိုက်ပြီဆိုမှဖြင့်
အဝနာလွတ်ရဖြစ်တဲ့ဝိဝတ္တဒါနနိဗ္ဗာန်ကိုသာကျေးဇူးပြုတဲ့ဒါနသီလတွေမဖြစ်ပေဘူးလားရှင်းကြအဲ့တော့ရှားမေးခြင်းမလွယ်ပါစေနဲ့ဆိုတဲ့ဥစ္စာတကယ်ကျွယ်တို့ဥလဘူးတို့သတိပေးတဲ့မပေးတယ်ဘူးအဲ့ဒါဆိုင်ရာတရားဓမ္မတွေဟေးမင်းတို့ဒီကားလို့ဆိုလို့ရှိရင်ရှားမေးခြင်းလွယ်တဲ့အလုပ်ကိုမလုပ်ပါနဲ့ကွာရှားမေးခြင်းမှန်တဲ့အလုပ်ကိုလုပ်ပါဆိုတာကိုလည်းမသိသေးတဲ့ပုဂ္ဂိုလ်များသိနာလည်းမှုရှိအောင်တို့ကူညီရလိမ့်မယ်အားပေးရလိမ့်မယ်ဆိုတဲ့ဝတ္တရားဟာကသိပြီးသားပုဂ္ဂိုလ်များပေါ်၌ရှိပါတယ်မှန်ပါဗျာကူညီကြရတယ်နော်အသေးကြီးနဲ့အသေးရှားနေတာမြင်လို့ရှိရင်မင်းဟာမတော်ဘူးကွာမှန်ပါဗျာပြောရကြဘူးပြောရပါဘူးအနာကြီးနဲ့အနာရှားနေရင်ရောမတော်ဘူးလို့ပြောလိုက်ပါတယ်အသေးကြီးနဲ့အသေးရှားနေပြန်ဒါပြောလိုက်တဲ့တရားဒီကိုကသစ္စာသိထားတော့သူတို့ကသစ္စာမသိသေးလို့ရှားနေတာကိုသစ္စာဉာဏ်ပေးလိုက်ပြီဆိုမှဖြင့်ဝိပဿနာအုပ်ချုပ်တဲ့ဒါနသီလဖြစ်သွားအဲ့ဒါကြောင့်ကိုလို့လေဒီတိုင်းပဲပြင်းစင်ပြီးလုပ်ကြပါသူတစ်ပါးလို့လေပြင်းစင်လို့ရမယ်ပုဂ္ဂိုလ်ဖြစ်ပါမူကားပြင်းစင်ပေးကြပါလို့သတိပေးလိုက်မလူနဲ့မတန်းနဲ့မပေးနဲ့မကန်းနဲ့လို့ဟောတာမဟုတ်ဘူးရှားမေးခြင်းတဲ့ပါစေဆိုတဲ့စိတ်ထားနဲ့ဘုရားဟောတော်မူတယ်ရှင်းညအဲ့တော့ဘုရားခင်ကိုရမေကြီးကကွာတဲ့လူတွေဟာအဝိဇ္ဇာတွေတော့မှောင်ကြီးကြပြီးဒီကာလအလင်းမရကြပြီဆိုမှဖြင့်တောင်းရင်ရတောင်းဖြစ်ချင်တယ်လို့ဖြစ်ရောက်ချင်တယ်လို့ရောက်ပြီးဒီကာလနေမှာအမှန်တန်ကြောက်စရာကောင်းပါလေကောင်းဘူးကောင်းပါဗျာဒါကြောင့်ဒီနေ့ဒီဘုရားခင်ကိုရမေကြီးကလည်းသေခြင်းမှာဖြင့်ကွာတဲ့ဒီဘဝသေကြမယ်ပုဂ္ဂိုလ်ကြီးစုနေတဲ့အထဲမှာဘယ်ဒီနည်းအကောင်းဆုံးတုံးဆိုလို့ရှိရင်တရားဓမ္မတွေကျဉ်းကျဉ်းလေးမှတ်ထားကြမှာလက်ရှိခန္ဓာကိုမသာရလက်မဲ့ခန္ဓာကိုမတောင့်တဤဒီနည်းအကောင်းဆုံးပဲလို့ဆုံးဖြတ်ကြပါလက်ရှိခန္ဓာကိုမခင်တွယ်လက်မဲ့ခန္ဓာဆိုတဲ့အနာဂတ်ဘဝမတောင့်တဤဒီနည်းအကောင်းဆုံးပဲဘယ်ဒီနည်းအကောင်းဆုံးပါလဲမတောင့်တတယ်လို့အကောင်းဆုံးလို့ပဲဒါညာနဲ့မှနားထောင်လို့ဖြစ်ကြပါတယ်ဒကာဓမ္မတို့ဘာနဲ့မှနားထောင်လို့ဖြစ်ညာနဲ့နားထောင်မှဖြစ်တယ်ဆိုတာပေါ်လာကြပြန်ပြီးတစ်ခေါက်ဘုရားလူရှိတာလေပြောစမ်းပါပဲသိတိကောင်းဆုံးပါလေအကောင်းဆုံးပဲဒကာကျွယ်ရိုးစွာမှတ်ရတယ်လက်ရှိခန္ဓာပါပါလေမခင်တွေ့ဖို့ပဲလက်မခန္ဓာကိုမတောင်းတာတော့ရပါဦးမလားမရပါဘူးအဲဒီကဲလို့တဲ့ဒီဒုက္ခစွန့်ပြီးဟိုဒုက္ခမရတဲ့သေနည်းအကောင်းဆုံးပဲဒီဒုက္ခဆိုတာကဒကာဓမ္မတွေမိမိခန္ဓာကိုယ်ကြီးအိုဘေးဒုက္ခကြီးကလည်းရှိနာဘေးဒုက္ခကြီးကရှိပါဘူးသေဘေးဒုက္ခလည်းတွေ့အောင်မတွေ့ရဘူးအဲ့တော့ဒီဒုက္ခပြင်နောက်ပြိတ္တိနေမှုဆိုတဲ့အနာဂတ်ဘဝကိုရနိုင်မယ်ဆိုဖြင့်ဒီဒုက္ခပြီးဟိုဒုက္ခရတာပဲဒီရှင်းရပြီဟုတ်ကဲ့ဒါကြွယ်တာဒကာသစ်တို့အမှန်တရားရုပ်ဆိုးတဲ့ပုဂ္ဂိုလ်ကိုရတာမဆိုလိုက်ကြဘူးဒါကြောင့်ဘုန်းကြီးဒကာဓမ္မတွေကားလို့ရှင်ဖြင့်လက်ရှိခန္ဓာကိုမနှစ်သက်မတွေ့တာပဲနဲ့လက်မဲ့ခန္ဓာမတောင့်တပဲနဲ့သေနည်းဟာကောင်းဆုံးလက်ရှိခန္ဓာလက်မဲ့ခန္ဓာဆိုတော့အနာဂတ်ခန္ဓာပေါ့အဲ့ဒါမတောင့်တပဲနဲ့သေနည်းဟာဖြင့်ဒကာဓမ္မတို့ဘုရားအချိန်မွန်ဆုံးဘုရားအကြိုက်ဆုံးမှာသဘောကျလက်ရှိခန္ဓာလက်မဲ့ခန္ဓာလက်ရှိခန္ဓာမခင်တွယ်လက်မဲ့ခန္ဓာမတောင့်တပဲနဲ့သေနည်းဟာဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေဘုရားအကြိုက်ဆုံးဘုရားချင်းမွန်ဆုံးအမှန်တန်ကောင်းတဲ့သေနည်းပဲဆိုပြီးဒီသေနည်းကိုမမေ့ပါနဲ့
သဘောပါကြကောင်းပြီဒါဖြင့်တိဏ္ဍပါကလက်ရှိခန္ဓာမခင်တွယ်နိဏ္ဍပါကလက်ရှိခန္ဓာလက်မဲ့ခန္ဓာမတောင့်တာဤစေနိပါရဲ့ဗျာကောင်းဆုံးပဲဆိုတော့အာလုံးတရားတွေဘယ်လုံးကဖတ်လိုက်ကြပါဒါကိုယ်ကလေးလုံလောက်ဒကာဓမ္မတွေပြောပြရအောင်အင်္ဂုတ္တပါဠိတော်မှာပရမိတ်ယံကရှင်သာရိပုတ္တရာမေးရှင်သာရိပုတ္တရာတပည့်တော်တရားလဲတိုးတိုးနဲ့မိမိကိုရကြပါတယ်တိုးတိုးနဲ့မိတဲ့တရားကိုပဲတပည့်တော်နာကြပါတယ်ဖြည်းဖြည်းကြီးပြောနေလို့ရှိရင်နားရှုပ်နေလိမ့်မယ်တိုးတိုးနဲ့မိတဲ့တရားပြောစမ်းပါဆိုတော့ဒကာကြီးတဲ့တိုးတိုးနဲ့မိတဲ့တရားမှလည်းတပည့်တော်မေးကြတာကဘုရားကပရပိုက်ကဆက်လာဒုက္ခနဲ့ဒုက္ခရှင်းရှင်းပြောစမ်းပါဘာမေးပါလဲဒုက္ခနဲ့ဒုက္ခရှင်းရှင်းပြောစမ်းပါလို့ပရပိုက်ယံကမေးတဲ့ခါကျတော့ရှင်သာရိပုတ္တရာကဖြေလိုက်တယ်လို့ဒကာတိတို့ဘာအောင်လို့မှတ်ပါဘူးနောင်တပံပရိသေနေရရင်ဒုက္ခกว่าနောင်တပံပရိသေမနေရရင်အဲ့ဒါမှတ်ထားกว่าဆိုတော့ဒုက္ခနဲ့ဒုက္ခဒကာဓမ္မတွေရှင်းရှင်းကွဲပါဘူးနောင်တပံပရိသေနေရရင်နောင်တပံပရိသေမနေရရင်ဩဒါဒုက္ခနဲ့ဒုက္ခဒါပဲကွာတဲ့သို့တော်ငါခြေလေးပြောပါဦးမပရမိုက်ရာသေးချာမှတ်စမ်းပါဦးဆိုတော့နောင်တပံပရိသေနေရတဲ့ဒုက္ခကွာတဲ့ပရိသေနေမှုရှိတော့အိုမှုရှိတယ်အိုမှုနဲ့ကျုံနေတုန်းကဟိုကမျက်စောင်းထိုးဒီကမျက်စောင်းထိုးအမုန်းခံရတာတွေမနှဲလာဘူးလူပြလာတော့မုန်းမခံရဘူးလားဘုမတကကြောရရောင်းဝယ်စွန်းနေတယ်ဘေးကပုဂ္ဂိုလ်ကရောင်းဝယ်မစွန်းလို့ရှိရင်ဖြင့်မျက်စောင်းထိုးခံကြရတာတကကြောရရင်ကကြမ်းမာနေတယ်တခြားအိမ်နေချင်းတွေကမကြမ်းပါဘူးသူတို့ကြည်စမ်းကြမ်းမာရတဲ့တို့ဖြင့်မကြမ်းပါဘူးဆိုတော့သူတို့တော့ထက်ခံရရတယ်ပြီးတော့ဘောတဲ့ဒါရင်မဟုတ်ဘူးတဲ့သူတော်မျက်စောင်းတို့ခံရတဲ့ဖြစ်အင်နဲ့မကသေးပါဘူးတဲ့ကျင်ချင်းကျင်ငယ်ဆွမ်းရတဲ့ဒုက္ခတွေလည်းဘိုးလာခန္ဓာရလို့ဗျာကျင်ကျင်ငယ်ဆွမ်းရတဲ့ဒုက္ခဆွေမျိုးတို့ဤဥပါဒဒုက္ခမင်းဆိုရာဇာတို့ဤမပေးခြင်းဟာနဲ့ပေးနေရတဲ့ဒုက္ခတွေကိုဘိုးလာယောဂဥပါအန္တရာယ်ဒုက္ခတွေကိုဘိုးလာဒါနောက်တစ်ပံပရိသေနေရခြင်းကြောင့်ဒုက္ခဖြစ်တာသဘောကျဒါရမကလေးပါဘူးတဲ့အမေမအဖေမနဲ့တွေ့လို့ဒိဋ္ဌိတွေသင်လို့လိုက်လို့အပေရောက်ရတဲ့ဒုက္ခကိုမရှိပဲဘူးလားအဲ့ဒါကြောင့်ဘုန်းကြီးတွေဓမ္မတွေရှင်သာရိပုတ္တရာကိုပရပိုက်ကမေးလို့ဒုက္ခနဲ့ဒုက္ခရှင်းရှင်းပြောကြပါအောင်ဆိုတော့နောင်တပံပရိသေနေရရင်ပါတယ်လို့ပရိသေမနေရရင်ဘုရုမျက်ဆောင်တို့ဘုရုချင်းငယ်ဆွမ်းရတဲ့အလုပ်တွေဘယ်မင်းဆိုရဇာနဲ့ဆက်သွယ်ပြီးကာလပေါင်းခံရချင်းချောက်ခံရဆိုတာရောရှိသေးရဲ့ရှိပါဘူးဗျာဒါဖြင့်ဒကာဓမ္မတို့ဘုရားသခင်ကိုရမေကြီးခုနကပြောတဲ့အချက်နဲ့ရှင်သာရိပုတ္တရာကပြောလိုက်တဲ့ထောက်ခံချက်နဲ့တသားရဲနေပါတော့တယ်မနေသေးဘူးလားဘုရားကတော့ဤခန္ဓာမခင်တွယ်နောက်ခန္ဓာမတောင့်တာအကောင်းဆုံးသိခြင်းกว่าအဲ့ဒီစကားနဲ့ရှင်သာရိပုတ္တရာကိုပြိဋ္ဌကမေးလို့ဒုက္ခနဲ့ဒုက္ခရှင်းရှင်းလေးပြောစမ်းပါဘုရားဆိုတော့နောင်တပံပရိသေနေရရင်ပါတယ်ပရိသေမနေရရင်ဘာသူသေးဟောဒါဖြင့်ကြကြော်ရရှင်သာရိပုတ္တရာနဲ့ဘုရားနဲ့တသားတဲ့တစ်ထပ်သေးဆိုတာသိကြပါဘုရားရဲ့လုံးစုံဂုဏ်သိတဲ့သဗ္ဗညုဒီကလည်းဘုရားအောင်မှာတယောက်သာရှိတဲ့ဣသရေယပညာလေးကြီးဆိုနိုင်ရအဲ့ဒါတွေသေချာစဉ်းစားတော့မှဘဝဆူတောင်းတဲ့ပုဂ္ဂိုလ်များဤအယုဆိုးကြည်တန်တာဖြင့်တခါကျပေါ်သွားဘုရားဘုံပေါ်လေးကိုအဲ့ဒါကြောင့်ဝိဝိရှောင်ကြစမ်းပါဆိုတာဒကာဓမ္မတွေပြေးလိုက်တယ်ကြာမိခြင်းမလွဲပါစေနဲ့ဆိုတာကိုကဲဒါဖြင့်ဒီနေ့ရှေ့ပိုင်းမှာပဲတဲ့ဒကာဓမ္မတွေစကား၃မျိုးကိုရှင်းအောင်ပြောလိုက်ရှားမေးကြမလွယ်ဘူးသဘောကျအသေးတမှုဒုက္ခရဒုက္ခရှင်းမှုဘယ်နှခုနားလဲဟောပါ
သုံးခုနားလဲနော်ဒါဒါဖြင့်ဤခန္ဓာကိုဘုရားခင်ကိုရမကြီးကဟောလိုက်တယ်ဤခန္ဓာမသာယာနောက်ခန္ဓာမတောင့်တရင်သိခြင်းကောင်းဆိုဘုရားခင်ကိုရမကြီးကဗါတဲ့ဤခန္ဓာမခင်တွယ်မှနောက်ခန္ဓာမတောင့်တမယ်ဒါဖြင့်ဤခန္ဓာမခင်တွယ်မှုဆိုတာကဝိပဿနာဉာဏ်မပါဘဲနဲ့တော့ဖြင့်မြည်သူမဆိုပဲခင်နေမှာဝိပဿနာဉာဏ်ပါရင်တော့ဤခန္ဓာခင်ပါမယ်ဒါကြောင့်ဝိပဿနာဉာဏ်ကင်းခဲ့တော့လေဒကာဓမ္မတို့နောက်ခန္ဓာတောင့်တလိမ့်နော်ဒါကြောင့်ဝိပဿနာလုပ်သည်ဒကာဓမ္မတို့နိဗ္ဗာန်ကိုထုတ်ချောက်ရောက်စေနိုင်တဲ့မဲ့ခင်အလုပ်ဖြစ်လေသောကြောင့်ဧကာယနောယံဘိက္ခွေမေခောသတ္တနာဝိတုဒ္ဓိယသတ္တဝါကိုစင်ကြယ်သွားမယ်နောက်တော့သတ္တတွေမလာဘူးသတ္တဝါမှမရှိဘဲနဲ့သောကပရိဒီဝဒုက္ခဒေါမနတာလာနိုင်သေးရဲ့နိဗ္ဗာန်သစ္စိကရဏဒါယတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုဘူးလားပြုပါဘူးဒါပြန်ဥပဒနာမဲ့ညာနဲ့လက်ရှိခန္ဓာကိုမခင်တွယ်အောင်ဆိုတဲ့ဥစ္စာခန္ဓာကြည့်ကြမှာမခင်တွယ်ဆိုတာလာတော့မယ်ခန္ဓာကိုမကြည့်ရလို့ရှင်းရင်ခင်တွယ်ဆိုတာလာမှဆိုရင်ရတဲ့အတွက်ဝိပဿနာပြရလိမ့်မယ်ဝိပဿနာမပြရဘူးခိုင်းတရားဓမ္မတွေဝိပဿနာပြကြပါစို့ဒီစကားတကားတစ်ဘယ်ကလာတယ်ဆိုတာသိပြီနော်ဘုရားကလက်ရှိခန္ဓာမခင်တွယ်မှလာရတခန္ဓာမတောင့်လာမှာဘူးအဲ့တော့လက်ရှိခန္ဓာကိုမှအကျိုးအကြောင်းကိုကောင်းကောင်းမသိတဲ့ပုဂ္ဂိုလ်ကခင်တွယ်မှာခင်တွယ်နဲ့လက်ရှိခန္ဓာခင်တွယ်လို့ရှိရင်ဖြင့်နောက်ခန္ဓာလည်းသူတောင့်လာတော့မှာပဲမတောင့်လာပဲဘူးလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေလက်ရှိခန္ဓာမခင်တွယ်နေသည်ဆိုတာကဝိပဿနာဉာဏ်နဲ့ခန္ဓာကိုကြည့်တာမှတခါရွယ်ဥရဟုကြိုက်မလို့အေးမရှိဘူးလားရှိပါဘူးဗျာ။ဒါဖြင့်လက်ရှိခန္ဓာကြည်နိနေသည်ကိုပြကြပါစို့။လက်ရှိခန္ဓာကြည်နိနေသည်ဆိုတာကအခုတရားနာနေကြတာယောက်ျားတွေလားမိန်းမတွေလားခန္ဓာ၅ပါးတွေလားဆိုတာကဲခတ်လိုက်တာပေါ့။ပြောရတော့ပြန်ယောက်ျားနဲ့မိန်းမပဲပါတာပဲ။အရှိကတော့ပြန်ခန္ဓာ၅ပါးပဲရှိ။အရှိကအရှိကခန္ဓာ၅ပါးပဲရှိပြီးကြလားနေတော့ဘုန်းကြီးတို့ဓမ္မတွေနိုင်တဲ့ခန္ဓာဆိုတာဒီကားလို့ဆိုရင်တခြားကြောင့်ခန္ဓာမဟုတ်ပါဘူးခန္ဓာဆိုတာသူများစားဖို့ဝါဖို့ပေါ်လာတာခန္ဓာလို့ခေါ်ပါတယ်သူများစားဖို့ဝါဖို့ပေါ်လာတာခန္ဓာဒါသိချာမှတ်ပါခင်ဗျားတို့ကလူခန္ဓာနတ်ခန္ဓာပြမခန္ဓာတွေအသာချိတ်ထိုက်ကြမှာခန္ဓာရဲ့ပင်ကိုယ်သဘောကိုလောလောကြီးပေါ့စဉ်းစားလိုက်တဲ့အခါကျတော့ခန္ဓာဆိုတာသူများစားဖို့ဝါဖို့ပေါ်လာတာခန္ဓာလို့ခေါ်၏ခန္ဓာဆိုတာဘာပါလဲငါးစုတောင်းတော့လူစားဖို့ဖြစ်တာနွားစုတောင်းမြန်လားသိုးစုဘဲစုကြက်စုတောင်းမြန်တော့အဲဒီလိုပဲတဲ့ဒီတရားဓမ္မတွေခန္ဓာစုတောင်းတာဒီသရမရဏတွေစားဖို့ဝါဖို့ကိုစုတောင်းပေးတယ်ရင်းနေလားဘယ်လိုလို့ဤစားဖို့ဝါဖို့စုတောင်းပေးတာပါလဲသရမရဏတွေစားဖို့ဝါဖို့ရအလုပ်ကိုจิตတို့ကခန္ဓာဖြစ်နေစုတောင်းပေးဒါဖြင့်ကျတော့ခန္ဓာတောင်းတဲ့ပုဂ္ဂိုလ်ဒီကိုယ်အကျိုးလားသူများအကျိုးအတွက်လုပ်ပေးနေဒါကြွယ်တဲ့လူမိုက်မှလုံးမှာပေါ့ဗျာလူလိမ္မာဖြင့်ကိုယ်အကျိုးကိုလုပ်ယူမှာပေါ့သဘောရှင်းကြလားဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေခန္ဓာအကြောင်းကောင်းကောင်းသိခန္ဓာဆိုတာဒီကားလို့ရှင်ပေါ်လာရင်ဘယ်သူစားဖို့ဝါဖို့ပါလဲဘုရားမရဏတွေစားဖို့ဝါဖို့ပေါ်လာတာဆိုတာသိကြကြဩဒါဖြင့်လူခန္ဓာဖြစ်ရပါလေဘုရားမရဏတွေစားဖို့ဝါဖို့ဖြစ်နေခန္ဓာပြရပါလို့ဒီလေးပဲမရဘူးလားနတ်ခန္ဓာရပါလို့ဤဆိုရင်ရောဘုရားမရဏတွေစားဖို့ဝါဖို့ဖြစ်နေခန္ဓာပြရပါလို့ဤအမလေးတောင်းကောင်းမတောင်းကောင်းစဉ်းစားတော့တကယ်ကြညာမပါတဲ့ပုဂ္ဂိုလ်တွေဒီမှာစဉ်းစားဖို့ချိန်ရောက်လားနောက်ဘုရားလူချမ်းသာနဲ့ချမ်းသာပြမချမ်းသာဖြစ်ရပါလိမ့်ဆိုခန္ဓာပြရပါလိမ့်လို့ရတယ်
ဇေယမရဏရိသဘဝဘဖြစ်နေခန္ဓာပြပါလို့ဤဆိုတော့ကောင်းသေးရဲ့ဒါလို့ယူတော့လေခါကျသစ္စာညာမရှိရင်ယူမပြောက်ဘူးနော်သစ္စာညာမရှိရင်ယူမပြောက်ဘူးဆိုတာသိကြဗလားဒီဆရာကောင်းသမားကောင်းနဲ့တွေ့လို့မှဒီကိလေသာယူအဝိဇ္ဇာယူတဏှာယူမပြောက်သေးလို့ရှင်ဖြင့်ပျောက်เสียအကြောင်းတခါကျွယ်မမြင်တော့မမြင်ပါဘူးဗျာသမဏဆိုးဝါးလို့ဒီဥစ္စာကန့်ကွက်ပါတယ်သမဏဆိုးဝါးလို့ကန့်ကွက်တယ်ဆိုတော့ရှင်းတတ်ကြရှင်းပါပါဗျာဒါဖြင့်ဘယ်ခန္ဓာဖြစ်ဖြစ်ဇေယမရဏတို့ဤသာဘဝါဘဖြစ်ပြီးခန္ဓာပြပါလို့ဤသိရပါလို့ဤဆိုတဲ့အဓိပ္ပာယ်ရောက်မရောက်ရောက်ပါဗျာတနည်းအားဖြင့်လူပြေလာဖြစ်တဲ့အခါခန္ဓာပြရပါလေဆူတောင်းလို့ရှင်ပြန်မြေကြီးရဲ့မြုပ်လိုက်တော့မြေကြီးကဒီခန္ဓာအတွက်တိုးမလားတိုးတယ်ပါဗျာဒါဖြင့်ခန္ဓာလူပြေလူခန္ဓာပြရပါလေဆိုမြေကြီးကြီးပွားရင်ဖြစ်ရပါလို့ကိုကြီးပွားတာပါရဲ့မှန်ပါဗျာပေါ်ကြပေါ်ပါဘူးဘုကြီးပွားပါလေမြေကြီးပွားပါအမလေးလူချမ်းသာလည်းမြေကြီးကြီးပွားသွားပြီတခါကျွေးလူချမ်းသာဟုတ်ပါရဲ့ဟုတ်ပါဘူးကြီးပွားတော့ဘုကြီးပွားတယ်မြေကြီးကြီးပွားတော့ဒကာဓမ္မမြေကြီးကကျွတ်တော့အတုံးနဲ့ပြန်ပြီးဒီကလာဘာများလုပ်သေးကြုံလို့မေးတော့ဘာမှလုပ်ဖို့မရဒါကြောင့်မသိမှုတွေအကုန်ရှောင်ပြီးဒီကလာသိမှုတွေအကုန်ဆောင်ပါမသိမှုဆိုတာဝိဇ္ဇာသိမှုဆိုတာဝိဇ္ဇာဒါဖြင့်ဒကာဓမ္မတို့ခန္ဓာအကြောင်းကိုမသိဘဲနဲ့နောက်ခန္ဓာမခင်းတွယ်ပါနဲ့မတောင့်တာပါနဲ့ဆိုရပါဒါဖြင့်လက်ရှိခန္ဓာကြီးကြည့်ကြပါစို့လက်ရှိခန္ဓာကြီးကြည့်ကြပါစို့ဆိုတော့ဥပဒနာဉာဏ်စတော်မယ်ဒကာဓမ္မတို့လက်ရှိခန္ဓာကြည့်ဆိုတော့ဥပဒနာဉာဏ်စတာလို့မှတ်လိုက်ပါဒါရင်ဥတရားပွဲဓမ္မအားလုံးပဲတရားနာကြတဲ့အခါကျတော့ဒီခန္ဓာကြီးကတရားတော်နာနေတာပဲတဲ့ခွန်ကြီးပဲလှည့်ပြီးတရားနာနေတာပဲဘုန်းကြီးကရသလိုလိုဒီနေ့ကရံသလိုလိုဒီအားကောင်းကရသလိုလိုဒီချောင်းကဆိုးကျင်သလိုလိုဒီအရိယာဘုဒီနေမှုမှာဟိုနေမှုပြောင်းပြန်တာတွေကတော့ခဏခဏမလားဩဒါတွေကဘာပါလိမ့်မလို့မေးတော့ဟောက်ပြန်ပြည့်စည်နေတာရတာလည်းဘာပါလိမ့်ဒုက္ခသစ္စာပဲဟောက်ပြန်ပြည့်စည်တာဘာသစ္စာလေရောင်လေးရပြီးချောင်းဆိုးတယ်ဘာပါလိမ့်ဟောက်ပြန်ပြည့်စည်တာဘာသစ္စာကျွေးခြင်းပြောင်းခြင်းတာဘာသစ္စာနာလုံးကျင်လုံးကြိုက်လုံးခဲလုံးအိုက်လုံးလို့ပြောင်းခြင်းတယ်ရွှေ့ခြင်းတယ်မိနေရတယ်ဒုတုံနေရတယ်ဝိုးနေရတယ်ဆိုတာပင်ကိုယ်ရိယာဘုံမှာတပါပြောင်းလဲပြီးဒီကလာနေရတာဟာပင်ကိုယ်ရိယာဘုံမှာဖောက်ပြန်ပျက်စီးပြီးဒီကလာလို့ပြောင်းလဲကြရတာဆိုရင်လွယ်ပါဒါဖြင့်ဒကာဓမ္မတို့ခန္ဓာကိုယ်ကြီးဟာအဝတ်တွေချုံအစားတွေကျွေးရေတွေချိုးဆေးတွေကူပြီးလာခဲ့ညားတော့လေမပြောင်းလဲပဲမဖောက်ပြန်ပဲနဲ့တရားတော်ပဲဆုံးကြရလားဆုံးပါဘူးသူကမဆုံးဘူးနော်ဖောက်ပြန်ပြည့်စုံမှုရဆဲနေလေလားဖောက်ပြန်ပြည့်စုံမှုရဆဲနေမှုမရှိတာဘာသစ္စာအဲ့ဒီလိုခန္ဓာကိုယ်တော်မှာရလာတဲ့ဒုက္ခသစ္စာယံလာတဲ့ဒုက္ခသစ္စာအမျိုးမျိုးပြောင်းရင်လည်းဒုက္ခသစ္စာဒကာဓမ္မတို့ခန္ဓာရဲ့အမူအရာတွေအခုကြည့်လိုက်တော့ခန္ဓာကြီးကဘာလေးကြီးပြောမယ်ထင်တယ်ခန္ဓာဒုက္ခသစ္စာကြီးဥလာဘူးပြောတယ်ဗျာမှန်ပါဗျာဒီလိုခန္ဓာကြည့်တော့ဝိပဿနာဉာဏ်နဲ့ဒီကနေပြီးကြည့်လိုက်တဲ့အခါကျတော့ဩလူဘဝဆိုတာဒုက္ခသစ္စာပါလားမှန်ပါဗျာလူဘဝဆိုတာဒုက္ခသစ္စာမပြောင်းပဲမရွှေ့ပဲမရပဲမနာပဲမစားပဲမမုတ်ဖဲရေမစားပဲသမင်းမစားပဲနေလို့ရကြသဘောပြန်လာတာပေါ့ငကောကမစားဘူးခုမှစားလာတယ်ဖောက်ပြန်ငကောကရေမငါဘူးခုမှရေငါလာတာငကောကထိုင်နေတယ်အခုမထိုင်နိုင်မြန်ဘူးတဲ့ငကောကခုထိုင်ပြောင်းပြီးထိုင်ပေးတဲ့ဥစ္စာအခုပြောင်းတဲ့နေရာကမကြိုက်ပြန်ဘူးတဲ့ဆိုတာကောဒါဖြင့်ဖောက်ပြန်တာဒီဖောက်ပြန်ရုံလားတကားသိအရင်ဟာတွေအကုန်ပြည့်စည်တာဒါဖြင့်အသက်ကဖောက်ပြန်ဟောင်းကပြည့်စည်အ
အသစ်ကအဟောင်းကဒါဖြင့်ကာမတို့ပျက်စီးမှုရဲ့ဖောက်ပြန်မှုရဲ့ပျက်စီးမှုရဲ့ဖောက်ပြန်မှုရဲ့ခန္ဓာကြီးအလုံးပျက်စီးမှုဖောက်ပြန်မှုကဘာပါလဲခန္ဓာကြီးအလုံးဟာတခြားများဘာလို့သေးတော့လို့ဘုန်းကြီးတရားဓမ္မတွေကဉာဏ်နဲ့ကြည့်ဖို့အရေးကြီးတခြားဘာလို့သေးသူ့လောကသူထုံးစံကဘာပါလဲမလို့ဆိုလို့ရှိရင်ပျက်စီးတာရဲ့ဖောက်ပြန်တာအသစ်တစ်ခုဖောက်ပြန်လာတယ်ဆိုတော့အဟောင်းပျက်စီးလို့ဆိုတာမသေးကြဘူးလားဒီနေရာထိုင်းနေတယ်ဆိုတာထိုင်းလို့ကောင်းလို့ထိုင်းနေကြတာကောင်းတဲ့နေရာကပဲရွှေ့ပြင်ပြန်တယ်ဆိုတဲ့ဥစ္စာခေါင်းကကောင်းလုံးပြက်ပြီးကာလဆိုးလုံးပေါ်လာတာပဲမဆိုးနိုင်ဘူးလားဒါဖြင့်ပျက်စီးတာနဲ့ဖောက်ပြန်တာရှိတာခန္ဓာလို့မှားပျက်စီးတာနဲ့ဖောက်ပြန်တာရှိတာသိပြီတခါကျွဲဥလားဘုလို့သိပြီခန္ဓာကြီးအမြဲတမ်းလောက်ပြောစမ်းပါဆိုရင်ဘယ်လိုပြောကြမလဲဟောက်ပြန်တဲ့ပြည့်စည်တာခန္ဓာကြီးအမြဲတမ်းလောက်ပြီးနိုင်ရလားတဲ့ဟောက်ပြန်ပြည့်စည်တဲ့လူကြီးဟာဘယ်တော့မှစကံကသရုံမေးလို့ရှိရင်ခန္ဓာရှိတွေ့စကံမသာခန္ဓာရှိတွေ့သူ့လောကဘာပါလဲဟောက်ပြန်ပြည့်စည်တာဒီခန္ဓာကြီးအလုံးသဘောကျအဲ့ဒါညာလေးနဲ့ကြည့်ပြီးကြတာဖောက်ပြန်ပြန်ပြီးပျက်စီးပြန်ပြီးဖောက်ပြန်ပြန်ပြီးပျက်စီးပြန်ပြီးဆိုလို့ရှိရင်ကြည့်ပြီးရုပ်ပေါ်ကြည့်လိုက်စိတ်ကလေးတွေကြည့်ရတော်ကြတဲ့စိတ်ကလေးပေါ်လာတာကဖောက်ပြန်လာတာအရင်စိတ်ကပျက်စီးသွားအဲဒီဖောက်ပြန်တဲ့တရားလေးပဲတော်ရကြတယ်ဖောက်ပြန်ရကနေပြီးဒီကလာပျက်စီးသွားဒါဖြင့်ခန္ဓာရေးလို့ဒီဖောက်ပြန်ပျက်စီးတဲ့အလုံးခန္ဓာရေးလို့ဒီအဲ့ဒီတော့ခန္ဓာ၅ပါးလုံးမကြည့်ပဲနဲ့ဝေဒနာလေးပေါ်လာလိုက်ဒါဖောက်ပြန်လာပြီးတော့ဘာဖြစ်တော့ဒါဖြင့်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဒီလိုမနေဘူးဒါဖြင့်ဝေဒနာခန္ဓာကြည့်ပြန်လို့ဖြစ်ပြဲသိဉ္ဇခန္ဓာကြည့်လိုက်ကြသဘောကျတခုတည်းသာဆက်ကြည့်ဝေဒနာကြည့်ဝေဒနာဖြစ်တဲ့ကြည့်လျှောက်ကြည့်စိတ်ကြိုက်ရင်သိဖြစ်တဲ့ကြည့်လျှောက်ကြည့်တော့ဘာတွေများတွေ့ရုံမေးတော့ဟောက်ပြန်တာရင်ဘယ်လိုကြီးလို့ပါလဲဒါတွေမြင်တော့မှဒီခန္ဓာကြီးဒီကားလို့ရှင်ပြန်ဟောက်ပြန်တဲ့ပြည့်စည်ပဲလဲလာနေတော့တယ်ဆိုတာဒကာဓမ္မတွေမသိရဘူးအဲ့ဒါကြောင့်ဝိသုဒ္ဓိမေများကဝိပရိနာမလက္ခဏံဒုက္ခသစ္စာဝိပရိနာမလက္ခဏံဟောက်ပြန်ပြည့်စည်တဲ့သဘောလေးဟာဒုက္ခသစ္စာဤသဘောပြောတာပဲဟောက်ပြန်ပြည့်စည်တဲ့သဘောလေးဟာဘာလို့ပြောပါလဲဒုက္ခသစ္စာလို့ပြောတာကတိတို့ဥပအောင်တို့ကညာလေးနဲ့ကြည့်ပြီးကြတာပြောစမ်းกว่าဆိုပြီးစိုက်တာကြည့်ဝေဒနာတွေပေါ်လာလိုက်ဖောက်ပြန်လာပျက်စီးသွားလိုက်ပျက်စီးသွားပြီဘာရှိတယ်ဟောက်ပြန်ပျက်စီးပဲရှိအဲ့ဒါညာကနေကြည့်တော့အကုန်လုံးကဘာတွေများတစ်နေ့လုံးပြောမယ်ထင်တယ်ဟောက်ပြန်ပျက်စီးတာကြီးပြောမယ်နော်ပြောရတယ်လေညာနာနဲ့ညာမျက်လုံးနဲ့ကြည့်တဲ့ပုဂ္ဂိုလ်မှပြောတာနော်ခေါင်းကဒီနေရာရလို့ဟိုနေရာဖြောက်လိုက်ပြီးကြလားဒီနေရာနေရတာမကောင်းဘူးဟိုနေရာနေရတာကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်မှဒါမှပြောတယ်ဒီညာမလာပါဘူးဒီညာမလာပါဘူးစိုက်ပြီးကြည့်ပြီးကြလားဒီနေရာလေးကအခုရတယ်ရတာလေးကြောက်သွားတော့ဖောက်ပြန်ပျက်စီးပြန်နေလုံးလေးကမြင်တဲ့စိတ်ကလေးပေါ်လာပြန်ဖောက်ပြန်ပျက်စီးပြန်ပြီနားရဲကြားတဲ့စိတ်ကလေးပေါ်လာတာလေအခုမှပေါ်လာတာဖောက်ပြန်လာကြားတဲ့စိတ်ကလေးကြောက်သွားတာကပျက်စီးတယ်သဘောကျဒါဖြင့်ခန္ဓာကိုယ်တစ်ခုလုံးထဲမှာနာမ်ပဲကြည့်လိုက်တယ်ဖောက်ပြန်ပျက်စီးတယ်ရုပ်ပဲကြည့်လိုက်တယ်နာမ်နဲ့ရုပ်ရှိတာပဲတကယ်ကြည့်လိုက်တော့နာမ်ရုပ်တောင်မတွေ့ပါဘူးဘာတွေ့တော့ဟောက်ပြန်ပျက်စီးတာဘာသစ္စာတခါကျော်ပေါ်ပြီဒုက္ခသစ္စာပေါ်လာပြီဒကာဓမ္မတို့ဘာရင်းများပေါ်လာဒါစောင့်ကြည့်တဲ့ပုဂ္ဂိုလ်ဒုက္ခသစ္စာပေါ်လာဘူးလားအဲ့ဒီလိုပေါ်လာတဲ့ပုဂ္ဂိုလ်ကြတော့မှဒီဒုက္ခသစ္စာကြီးကိုပေါ်တိုင်းဖောက်ပြန်တာနဲ့ပြည့်စည်တာကြီးတွေ့နေတဲ့ပုဂ္ဂိုလ်ကြတော့မှဒီခန္ဓာမခင်ဆိုတာလာတော့
ဒီခန္ဓာမခင်ဒီတိုင်းလာတာမဟုတ်ဘူးနော်ဟောက်ပြန်တာပြည့်စည်တာကိုစူးစူးစိုက်စိုက်နဲ့ကြည့်နေတဲ့ပုဂ္ဂိုလ်မှာဒီခန္ဓာမခင်ဆိုတာကလာတာမှန်ပါဗျာနမရင်မလာဘူးနော်အဲ့တော့ဝိပဿနာမပါပဲနဲ့သစ္စာရိဟူသောဝိပဿနာမပါပဲနဲ့ဒီဃာရမတွေဒီခန္ဓာမခင်လို့ဘုခန္ဓာမတောင့်တလို့သိခြင်းဒီကောင်းဆုံးပဲဆူညာတော့လေဝိပဿနာအလုပ်ကိုမလုပ်တဲ့ပုဂ္ဂိုလ်မှာဖြင့်ဘယ်နည်းနဲ့မှဒီခန္ဓာမခင်မှန်နဲ့ဆိုရင်မရဘူးဘုခန္ဓာမတောင့်တပါနဲ့ဆိုရင်မရဘူးအဲ့ဒါကတည်းကဥပအောင်တို့ကသေချာသိတော့မှဩလက်တွေ့မရှိလို့ရှိရင်ဖြင့်လက်တွေ့မကောင်းမှန်းသိမှလက်မဲ့မတောင့်တမှာပါလားမှန်ပါဗျာလက်တွေ့ကိုမှမတွေ့ရသေးလို့ရှိရင်ဖြင့်လက်မဲ့ကောင်းတဲ့ထင်ဦးမှာမှန်ပါဗျာသဘောကျဒါဖြင့်ဓမ္မတို့ဘုရားခင်ကိုရမကြီးကသေနိအကောင်းဆုံးပဲအားလုံးဆိုတော့ဤခန္ဓာမတွေ့တာနောက်ခန္ဓာမတောင့်တာဒီသေနိအကောင်းဆုံးပဲမဟုတ်လားဟုတ်ပါဘူးအဲ့ဒါဥပရိပါဏကပါဠိတော်မှာသေချာဟောဟောရဟောရတယ်သူကဟောတယ်ကျွတ်တို့ကနှလုံးမသွန်းတတ်လို့ရှိရင်လေဒီခန္ဓာလည်းခင်မှာပဲနောက်ခန္ဓာလည်းတောင့်တာမှာပဲဆိုတော့ဩဘယ်လိုကြောင့်ဒီခန္ဓာခင်ပြီနောက်ခန္ဓာတောင့်တကြပါလိမ့်မလို့ဆိုတော့ဒီခန္ဓာအကြောင်းကောင်းကောင်းသိတဲ့ဝိပဿနာအလုံးမလုံးလို့တခါကြွတာပေါ်လာတယ်သိချမ်းပေါ်လာဘူးလားအေးဒါကြောင့်တရားဓမ္မတို့ဝေဒနာကြိတ်ရင်ဝေဒနာဖောက်ပြန်ပြည့်စည်တာကြည့်စိတ်ကြရင်စိတ်ဖောက်ပြန်ပြည့်စည်တာကိုကြည့်မအောင်ကြည့်လိုက်စမ်းပါဆိုတာသေချာသတိပေးပါလေဒီလိုအမှန်တိုင်းကြာတော့လေခန္ဓာကြီးကတရားဓမ္မတို့ဘယ်နဲ့ဖြစ်လာတော့ဆိုလို့ချင်းခန္ဓာကိုယ်ကြီးကဝေဒနာပုဂ္ဂိုလ်ကိုပါတခါတည်းရေဘောကလေးတွေလို့ဖောက်ပြန်ပြည့်စည်တာဖောက်ပြန်ပြည့်စည်တာကြီးဆက်ပြလာကြည့်ပါများလာတော့ဖောက်ပြန်ပြည့်စည်တာတွေဆက်မပြဘူးကြည့်ပါများရင်ဖောက်ပြန်ပြည့်စည်တာတွေကြီးဆက်ပြပါလိမ့်မယ်အဲ့ဒီလိုဆက်ပြတဲ့အခါကျတော့ဤခန္ဓာကြီးဟာဖြင့်ဖောက်ပြန်ပြည့်စည်တာမှတော့ဘာမှမရှိပါလားလို့မမြင်ဘူးမြင်တော့မှခင်ဗျားတို့အားလုံးဟုတ်တိုင်းမှန်စွာရှိတာကိုဟုတ်တိုင်းမှန်စွာသိတဲ့ယတ္ထဘုဒ္ဓဉာဏ်ရပါတယ်ဟုတ်တိုင်းမှန်စွာရှိတာကိုဟုတ်တိုင်းမှန်စွာသိတဲ့ယတ္ထဘုဒ္ဓဉာဏ်ရပါတယ်ရှင်းမလားဟုတ်တိုင်းမှန်စွာရှိတာကဖောက်ပြန်ပြည့်စည်တာဟုတ်တိုင်းမှန်စွာသိတာကဖောက်ပြန်ပြည့်စည်တာမှတော့ဘာမှမရှိဘူးလို့သုံးမြတ်ရဲ့ချပြီးသိတာသဘောပါကြအဲ့ဒီကဲလို့ခန္ဓာကြီးကိုဝေဒနာကြရင်ဝေဒနာရှိလို့ဖောက်ပြန်ပြည့်စည်တာကြီးမြင်ခဲ့တော့စိတ်ကြလို့စိတ်ဖောက်ပြန်ပြည့်စည်တာကြီးဒကာဓမ္မတွေကမြင်ခဲ့တဲ့အခါကျလို့ရှိရင်ဤခန္ဓာကြီးကိုတဲ့ဟုတ်တိုင်းမှဆိုတာသိပါပြီယထာဘုဒ္ဓဉာဏ်ရပြီမရသေးဘူးလားယထာဘုဒ္ဓဆိုတဲ့ဥစ္စာဟုတ်တိုင်းမှဆိုတာယထာဘုဒ္ဓဉာဏ်နဲ့ယထာသဘာဝဇာနာဉာဏ်ဟုတ်တိုင်းမှဆိုတာသိတဲ့ဉာဏ်ရပါအဲ့တော့ဒကာတိတို့ကဥအောင်တို့ကဆက်ကြည့်ပါဟုတ်တိုင်းမှသာသိတဲ့ဉာဏ်ရရင်ရှေ့ဘာလို့ရမလဲဆက်ကြည့်တဲ့အခါကျတော့ဤခန္ဓာကြီးကဒီကားလို့ရှင်ဒုက္ခသပိဋနာထောပေါ်လာဒုက္ခသဒုက္ခသစ္စာပိဋနာထောကိန်းရပုဂ္ဂိုလ်ကြာတာမဖက်အမြဲနှိမ့်ဆက်နေတာသူပဲသဘောကျညာတာမဖက်အမြဲနှိမ့်ဆက်နေတာသူပဲဖောက်ပြန်ပြည့်စည်ပြီးနှိမ့်ဆက်နေတာပဲမှန်တကားပြည့်ဆိုတဲ့ပုဂ္ဂိုလ်ကိုကျန်တဲ့ယုံနာတွေကဖောက်ပြန်ပြည့်စည်မှုနဲ့နှိမ့်ဆက်နေမနှိမ့်ဆက်ဘူးလားနှိမ့်ဆက်နေတာပါဒီခွေးအနာနှိမ့်ဆက်နေတယ်လို့ခင်ဗျားတို့ပြောကြပါဒီမှာလည်းဒီလူမှဒီဖောက်ပြန်ပြည့်စည်မှုတွေတော့အနာတွေကနှိမ့်ဆက်နေသဘောကျဖောက်ပြန်ပြည့်စည်မှုတွေဟူသောအနာတွေကဘာလဲနှိမ့်ဆက်နေတော့ဩလူပြေဆူတောင်းရတာနှိမ့်ဆက်ခံဖို့ဆူတောင်းလာတာကိုနတ်ပြေဆူတောင်းရတာကိုဓမ္မပြေဆူတောင်းရတာကိုဖောက်ပြန်ပြည့်စည်တာမမြင်လို့တောင်းရတာကိုဒါကြောင့်ဘုရားရှင်ကိုရမေကြီးကဤခန္ဓာမခင်တွေနောက်ခန္ဓာမတောင့်တာတဲ့သေခြင်းအကောင်းဆုံးပဲလို့သူဟောတော့အလွယ်လေးကျွတ်တို့ပဲလို့ကြည့်ရမယ်ဆိုတာဆရာဘုန်းကြီးက
ဟောက်ပြန်ပြည့်စည်တာမြင်မှလက်ရှိခန္ဓာမခင်တွေကလာပါဟောက်ပြန်ပြည့်စည်တာမြင်မှလက်ရှိခန္ဓာမခင်တွေကလာမှတကားတွေ့ဒီတိုင်းလာပါအဲဒီတော့ဒကာသေးစောင်းပြီးခန္ဓာကိုယ်ကြီးတာရှိနေတော့ငကိုရှိတော့ငကိုင်းထွက်လာဆိုသလိုပဲဘာလေးကြီးပြမယ်ထင်တော့ဟောက်ပြန်ပြည့်စည်တာကြီးပြနေမှာပဲပြနေတဲ့ခါကျလို့ရှင်ဖောက်ပြန်ပြည့်စည်တဲ့စိတ်ကြီးမြင်လာလို့ရှိရင်ဖြင့်ယထာဘုဒ္ဓဉာဏ်ရပြီဟုတ်တိုင်းမှသာသိတဲ့ဉာဏ်ရပြီနမောတော့ဒီလိုမရှိတဲ့ပုဂ္ဂိုလ်ကြတော့သူကတော့ဖောက်ပြန်ပြည့်စည်နေတာကတော့ဒလချောက်ပေါ့ဗျာကိုကမမြင်တဲ့ခါကျတော့ဩအန္တဘုဒ္ဓဇင်အန္တဘုဒ္ဓဇင်ကိုအကြောင်းတောင်ကိုမသိဘူးဥပအောင်လို့ဆိုလိုက်မဆိုလိုက်ဒါကြွယ်ရူလာဘုဒ္ဓဆိုလိုက်မဆိုလိုက်ဩဒါဖြင့်ဒီလိုတရားတို့တရားမြတ်တွေကိုနှလုံးမသွင်းရတဲ့ပုဂ္ဂိုလ်တွေအတွက်မှာဖြင့်လူသာဖြစ်သွားတယ်မျက်စိနှကွင်းအလင်းမရဘဲနဲ့ပြီးသွားတယ်ဘယ်နဲ့ဆိုကြမျက်စိနှကွင်းအလင်းမရပဲနဲ့သိသွားတယ်လို့မဆိုလိုက်ဘူးလားဒါပြန်သူမွေးလာတာအပေါင်းနဲ့မွေးသိတော့ဝိပဿနာဉာဏ်ကျင်းရင်ဖြင့်အပေါင်းနဲ့မွေးအပေါင်းနဲ့သိတယ်လို့သုံးပြခြင်းချရသမှာဟောက်ပြန်ပြည့်စည်တာမှသူမမြင်တော့ပဲကိုဗျအဲ့ဒါကြောင့်ဒီကပြန်တဲ့အခါမှာခန္ဓာကိုယ်ကြီးကိုဒီထဲမှာဖြစ်စေကိုနေရာရင်းလက်ဒီနေရာဆောင်းလိုက်ဘာဖြစ်တာတော့လို့မေးကြည့်သမှာသူ့ကိုချွေးတွေထွက်လာတယ်ငါကချွေးမပါဘူးဘာဖြစ်တာလဲမင်းကလို့မေးစမ်းဟုတ်ပြန်တယ်ငါကမနာဘူးမင်းကမှနာလာတာကောလို့မေးကြည့်ငါကမင်းဒီနေရာမင်းတက်လို့ထိုင်တာအခုရွှေ့ကျင်တာဘာလို့မေးကြည့်အဲ့ဒီကဲလို့ဝေဒနာမေးလိုက်တယ်ဖောက်ပြန်ပြည့်စည်တာပြောတာစိတ်ကိုမေးလိုက်ပြန်တော့ရုပ်ကိုမေးလိုက်ပြန်တော့အဲ့ဒီကဲသူကပြောတာကိုจิตတို့ကသူပင်ကိုယ်သဘောကဖြင့်ဖောက်ပြန်ပြည့်စည်တာမှတော့ဘာမှမရှိဘူးလို့သိတဲ့ဉာဏ်ဘာဉာဏ်ခေါ်ကြမလဲယတဗုဒ္ဓဉာဏ်ရပြီယတဗုဒ္ဓဉာဏ်ရတော့မှငကိုယ်တုန်းကဒီသိမသိခင်တော့ကတို့ဇုံလုံးကန်းနေတယ်အခုတော့ဖြင့်ကိုယ်အကြောင်းကိုသိပြီမသိကြဘူးအဲ့ဒီကိုအကြောင်းကိုသိတဲ့ခါကြတော့မှတို့ဒီကားဆိုဖြင့်အန္တပုထုဇဉ်ဖြစ်မှကလျာဏပုထုဇဉ်ဖြစ်တော့ရောက်ပါလို့ဆုံးဖြတ်ချက်ချခန္ဓာနာတတ်တို့ခန္ဓာတွေဖောက်ပြန်ပြည့်စည်ပြီးခဏခဏလဲနေတာသိသွားတပည့်ကြဘုပ္ပိနာမလက္ခဏာဒုက္ခသစ္စာတဏ္ဍပရဇံပုဒိပိစ္ဆုပ္ပရဏနဲ့ပုဒိပိစ္ဆုပ္ပရဏဆိုတာစေရနဲ့ရာချားလို့မနာမရပပထွေကျင်လင်းနေတယ်တခုသောဖောက်ပြန်ပြည့်စည်ချုပ်သွားရင်နောက်တစ်ခါဖောက်ပြန်ပြည့်စည်မှုပေါ်လာနောက်တစ်ခါဘာပေါ်ပြန်ဒါဖြင့်အခါကျစေရနဲ့ရာကြီးလို့လဲနေဘာလို့များလဲနေပါလဲဖောက်ပြန်ပြည့်စည်တာကြီးလဲနေတယ်ဒကာဓမ္မတို့ဘာလို့များလဲနေပါလဲဖောက်ပြန်ပြည့်စည်တာကြီးလဲနေတော့စေရန်တရားရာချားတော့မနာမရပပထွေကျင်းနေခြင်းလင်ညာထဲမှာမြင်လာလိမ့်မယ်။ဒုက္ခစကြီးလည်းနေပါလား။ဘယ်လိုမြင်လာပါလဲ။အဲ့ဒီကြလာလို့ချင်းဒုက္ခစကြီးလည်းနေတာမြင်တဲ့အခါကြလို့ချင်းဒီဒုက္ခဆက်ဖြင့်ယွန်ရာကြီးပါလားမုန်းရာကြီးပါလားဆိုတဲ့ဉာဏ်တက်မလား။ယုံမုန်းတဲ့ဉာဏ်တက်လာတာဒုတိယနှစ်နံပါတ်နိဗ္ဗာန်ဉာဏ်တက်မတက်လာဘူးပထမဉာဏ်ကယထာဘုဒ္ဓဉာဏ်ဒုတိယဉာဏ်ကစေယံနေရာချားခဲ့လို့လဲပြီးကိစ္စတွေသူကိစ္စတွေသိပြီးနေလိုက်တဲ့သဘောတွေမြင်တော့မှဒကာဓမ္မတို့မုန်းလားယွန်းလားသူများခန္ဓာမုန်းတာလားကိုယ်ခန္ဓာမုန်းယွန်းတာလားကိုယ်ခန္ဓာမုန်းယွန်းတဲ့သဘောရောက်လာတော့မှဤခန္ဓာမလိုခြင်းဆိုတာနီးလာဘာနီးလာပါလဲဤခန္ဓာမလိုခြင်းသာနီးလာအဲ့ဒီဒုက္ခဆက်ကြီးလဲနေတာမြင်တော့မှဘုန်းကြီးတို့ဓမ္မတွေအများနဲ့နှလုံးသွင်းလိုက်တဲ့ခါကျတော့ဒီဒုက္ခရဲ့ပရမဟောက်ပြန်ပြည့်စည်တာတဲ့ဒုက္ခသစ္စာပဲဒုတိယပေါ်လာမှလဲ
ဒုက္ခဖောက်ပြန်ပြည့်စည်တာဘာသစ္စာပရမချုပ်ပြောက်သွားတာဒုတိယချုပ်ပြောက်မယ်လို့ပေါ်လာတော့ပရမလည်းဖောက်ပြန်ပြည့်စည်ခြင်းကြောင့်ဒုက္ခသစ္စာဒုတိယပေါ်လာတာလေဒါဖြင့်တရားဓမ္မတို့ပရမပြောကံပရမဖောက်ပြန်ပြည့်စည်တာကသေသွားတာနောက်ပေါ်လာတာသေပါခန္ဓာကိုယ်ထဲမှာသေတာနဲ့သေမှားတာလဲနေတယ်ဘယ်လိုမျိုးလဲသေသွားတာဆိုတာပျောက်သွားသေမှားဆိုတာသေမလို့ပေါ်လာဒါဖြင့်ခန္ဓာကိုယ်ကြီးဒီကိုယ်လုံးမှာအဲ့ဒီလေလို့ကြည့်လိုက်တဲ့အခါကျတော့သေတာရဲ့သေမှားရဲ့ကလှဲ့နေဘယ်လိုမျိုးလဲဒါညာနဲ့ကြည့်လိုက်တဲ့အခါကျတော့သေတာရဲ့ဆိုတော့ပျောက်ပြက်သွားတယ်သေမှားရဲ့ဆိုတာသေမလို့ပေါ်လာတာရှင်းမလားဒါပြန်လူဘဝမှာဒကာဓမ္မတို့ခန္ဓာထဲမှာလူခန္ဓာထဲမှာအပြည့်စုံရှိတာပြောကြမှာဆိုတော့သေတာသေမှားနှစ်ခုသာလှဲ့နေတယ်ဘယ်လိုမှတ်ကြလဲညာနဲ့ကြည့်ပေးပါညာနဲ့ကြည့်ပေးပါသေတာသေမှားဆိုတော့သေတာဒုက္ခသစ္စာသေမှားဒုက္ခသစ္စာသေတာသေတဲ့ဒုက္ခနဲ့ကြည့်လိုက်ရှိသေးရဲ့ယံကိတိသမှုရိယဓမ္မံသဗ္ဗန္တနိရောဓဓမ္မံတိဘုရားကယံကိတိသမှုရိယဓမ္မံသဗ္ဗန္တနိရောဓဓမ္မံတိယံကိတိလုံးသောသမှုရိယဓမ္မံသေမာတရားသည်ဥပ္ပဒိတိတန်တို့တရားသည်နိရောဓဓမ္မံသေတာရာရှိပေါ်ကြလားယံကိတိသမှုရိယဓမ္မံသဗ္ဗန္တနိရောဓဓမ္မံတိယံကိတိအလုံးစုံသောဆိုတော့ခန္ဓာကိုယ်တစ်ခုလုံးကိုဆိုလိုက်ပါသမုဒိယဓမ္မံသေမာတရားသည်အဖြစ်ရှိသေမလို့ပေါ်လာတဲ့တရားသာရှိတယ်တန်တို့သေမလို့ပေါ်လာတဲ့တရားသည်နိရောဓဓမ္မံသေခြင်းသာသေခြင်းဒုက္ခ၌သာအဆုံးတိုက်သဘောကျလားဒါဖြင့်ခန္ဓာကိုယ်ထဲမှာသေပါရဲ့သေရာရဲ့နဲ့နေတော့သည်ဘယ်လိုဆိုကြပါစိုက်ကြည့်ခန္ဓာကိုယ်အိမ်ကြစိုက်ကြည့်အခုစိုက်ကြည့်သေမလို့ပေါ်လာတာရဲ့သေသွားနေတာရဲ့ဒါပဲတွေ့ဖြစ်ပြန်ပါရှိသေးဩတရားဓမ္မတွေလူဘဝကောင်းနေရောလားဆိုးနေရောလားဆိုတာဝိပဿနာဉာဏ်နဲ့ကြည့်မှရှင်းအကောင်းပါလေဘာတွေတော့ပါပါလေဒါပြန်ပြောကြပါစို့သစ္စာဖွဲ့ကြပါစို့သေမာဘာသစ္စာသေရာဘာသစ္စာသေမာဘာသစ္စာသေရာဘာသစ္စာအဲ့ဒါဖြင့်တို့ဖြစ်တဲ့ရောကြတယ်ဖြစ်တာဘာသစ္စာပြက်တာဘာသစ္စာဒါဖြင့်ဖြစ်တဲ့နှစ်ခုဟာဒုက္ခသစ္စာကြီးလို့သုံးပြချက်ချလိုက်ဖြစ်တဲ့နှစ်ခုဟာဘာသစ္စာဒုက္ခသစ္စာကြီးပဲဆိုတော့ဩပြက်ဒုက္ခပြက်ဒုက္ခမှာတော့ဘာမှမရှိပါရဲ့လားပေါ်လာပြီဦးလားဖြစ်ဒုက္ခပြက်ဒုက္ခမှာတော့ဘာမှမရှိပါလားပေါ်လာတဲ့ခါကျတော့ဒုက္ခကိုပိုင်ပိုင်နိုင်နိုင်သိမလို့အဲဒီဒုက္ခသစ္စာကြီးသောခန္ဓာ၅ပါးပိုင်ပိုင်နိုင်နိုင်ဒီကနေပြီးတကလားမဉ္ဇဏ်နဲ့သိတဲ့ခါကျတော့ဒကာဓမ္မတို့ဒုက္ခဖြစ်ကြောင်းသမုဒိယတော့မချုပ်လားသမုဒိယဒီသောအကြောင်းချုပ်တဲ့ခါကျတော့သမုဒိယဒီသောအကြောင်းဆက်နေလို့ဖြစ်ပေါ်လာတဲ့ဖြစ်ဒုက္ခပြက်ဒုက္ခကြီးရတယ်ဒကာကျွယ်ပျောက်ထွက်သွားပျောက်ဘူးလားအဲဒီတော့ဒုက္ခပျောက်တာဘာသစ္စာမာမီတရားဓမ္မတွေဒုက္ခပြောက်တာဘာသစ္စာဒုက္ခပြောက်တာမြင်တာကနေရကြဒါဖြင့်ဒီဘဝပဲမဲ့ရသွားတယ်လေးကံလုံးရမယ်ဆိုနောက်ခန္ဓာလာလေနောက်ခန္ဓာဘယ်နဲ့ကြောင့်မလာပါလေမလုံးမေးတော့ဒကာဓမ္မတို့ဤခန္ဓာမခင်းတွဲလို့နောက်ခန္ဓာမရတာဤခန္ဓာဤခန္ဓာမခင်တွယ်တာဒီတေကိုကောက်ကြပါစို့လို့မေးလို့ရှင်းဖြင့်မဲ့လာမှမခင်တွယ်တာဝိပဿနာမဲ့နှစ်ခုရဲ့လောကုတ္တရာမဲ့တစ်ခုရဲ့ဒီသုံးခုမလာမှဒီသုံးခုလာမှသာရင်ဤခန္ဓာမခင်တွယ်ဆိုတာကသိကြဒ
သဘောကျဒီခန္ဓာမကင်းလို့တော့နောက်ခန္ဓာတောင်းတာတယ်ခန္ဓာထဲမှာဝေဒနာပါတယ်ဝေဒနာသိเสียတဏှာဆိုတဲ့တောင်းတာလုံးတွေလာသေးလားသောလံလုံးဥပါဒံအထုလုံးကံနေရောကာမမရှိဘဲနဲ့နောက်ခန္ဓာဇာတိဇရာမရဏတွေပေါ်နိုင်လေရဲ့လားဒါဖြင့်ဘုရားသခင်ကိုရမေကြီးကဟောချတာကသေနည်းပဲနည်းကောင်းတုံးဇုံတုံးလို့မေးတဲ့ခါကျတော့ဒီခန္ဓာမနဲ့တဲ့နောက်ခန္ဓာမတောင့်တဒီသေနည်းအကောင်းဆုံးလုံးအကောင်းဆုံးပဲဟောပြန်ဟောညာတော့လေဥလဘုရားကကြော်တွေကကဲခဝိပဿနာမရှိတဲ့ပုဂ္ဂိုလ်မှာဒီညကိုမရောက်လို့ဒီကမရောက်တော့ဒီခန္ဓာလည်းဖြစ်နေနောက်ခန္ဓာလည်းတောင့်တတာပဲဒီခန္ဓာလည်းနောက်ခန္ဓာလည်းဒါပြန်အလုံးမပါတဲ့ပုဂ္ဂိုလ်မှာသေနည်းကောင်းကိုဟောညာတော့လေဥပအောင်သူဉာဏ်ရောက်ပါကြကြစဉ်းစားပါဓမ္မတို့သိလည်းကြည့်ကုန်ကြပြီဒီအလုပ်တရားမှမပါတော့ပါဘူးဆိုလို့ရှိရင်လေဒီတဲ့ကိုကျိုးနဲ့ဖြင့်ဒကာကျွယ်ရှိသေးမရှိပါဘူးဒါကြောင့်ကားတို့ဒီကားလို့ရှင်ဖြင့်ဇုံလုံးကမသာဖြင့်အခြားမခံတော့ပါဘူးဟာဒီကံလေးအကြောင်းကောင်းမှမသိရင်ဇုံလုံးကမသာဘူးဘယ်လိုဆုံးနေချမ်းဒီကံလေးအကြောင်းကိုမှကောင်းကောင်းမသိရင်ဘာမသာလို့ဆိုကြဇုံလုံးကမသာဆိုတော့ဒကာဓမ္မတို့အမတန်ပြက်တည်ရုပ်ပါတယ်မရုပ်ဘူးလားရုပ်ပါဒါခင်ဗျားတို့ချင်းစဉ်းစားကြည့်ပါဒကာဓမ္မတို့ကိုယ်ခန္ဓာဒုက္ခသစ္စာဖြစ်ဒုက္ခပြည့်ဒုက္ခတွေမသိဘဲနဲ့သိသွားတဲ့ပုဂ္ဂိုလ်ဟာကိုယ်ခန္ဓာအကြောင်းခန္ဓာနဲ့ကအတူနေတယ်ခန္ဓာအကြောင်းသူသိရဲ့မသိတော့သူဇုံလုံးလားလို့နာမည်ပေးရတယ်သူယူရှင်းနေတယ်ဇုံလုံးလားရှင်းနေတယ်သိရင်တော့လေကိုယ်ခန္ဓာအကြောင်းကိုမသိဘဲနဲ့သိသွားတဲ့ကဇုံလုံးကမသာပဲဖြစ်ရှင်းတော့ကလည်းဇုံလုံးကသိတော့လေဇုံလုံးကမသာဖြစ်ရတော့အမှောင်တွေကလာပြီးအမှောင်တွေသွားလေဘယ်နဲ့ဆိုကြအမှောင်တွေကလာပြီးအမှောင်တွေပဲသွားလေအမှောင်တွေပဲနေလေအမှောင်တွေပဲသေးလေအမှောင်တွေပဲလမ်းလျှောက်မှာပဲဆိုတော့အပယ်လေးပါးကြောက်တယ်ဟာသူကြเสียဖြစ်ဘာကြောင့်လုံးလို့မေးတော့ဇုံလုံးကသိသွားတာဘူးဗျဇုံလုံးကသိသွားတော့ဟိုဘက်ခန္ဓာဖြစ်တော့အပယ်ခန္ဓာကြောက်တယ်သူကြရင်ကြဒလိခန္ဓာခန္ဓာကြောက်တယ်ရောဟာဘယ်နဲ့ကြောင့်ဟိုကြောက်ကြဒီကြောက်ကြကြပါလိမ့်မလို့မေးတယ်ဘယ်နဲ့ဖြေကြဇုံလုံးကသိသွားလို့တကယ်ပြောဘယ်သူသိသွားတာတဲကြောက်เสียကောင်းပါဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေကိုယ်ခန္ဓာကြောင့်ကိုမသိပဲနေခဲ့တော့ဤခန္ဓာမခင်တွေ့ပဲနဲ့နောက်ခန္ဓာမတောင့်တာပဲနဲ့သေနည်းအကောင်းဆုံးလို့အပေါအောင်ဟောမရပါဘူးအလုံးမပါရင်သဘောပါကြဒါဖြင့်ဓမ္မတို့ဤခန္ဓာဒီကားလို့ရှင်ဖြစ်ပေါ်လာတယ်လေဘာသစ္စာပြတ်သွားတယ်ဥမာပဲဓမ္မတို့စားကျင်တဲ့စိတ်ကလေးပေါ်လာတာဟုတ်စားကျင်တဲ့စိတ်ကလေးမစားဘဲနဲ့သိသွားတာအိတ်ကျင်တဲ့စိတ်ကလေးပေါ်လာဟုတ်မအိပ်ရပဲနဲ့သိသွားတာဟုတ်အိတ်ကျင်တဲ့စိတ်ကအိပ်ရတယ်ခင်ဗျမတင်နဲ့ခင်ဗျားတို့အိတ်ကျင်တဲ့စိတ်ကဘယ်နည်းမှမအိပ်ရဘူးသူကအိတ်စိတ်မှမဟုတ်ပဲအိတ်ကျင်တဲ့စိတ်တာဖြစ်တာအိတ်စိတ်ကဘဝင်စိတ်အိတ်ရှင်တဲ့စိတ်ကထိဏမိတ်စိတ်ကိုဒါပြန်အိတ်ရှင်တဲ့စိတ်အေးရရဲ့လားမအေးရပဲနဲ့ဘာဖြစ်တော့ပြည့်စည်သွားတာမသေးကြဘူးဒါပြန်အိတ်ရှင်နဲ့မအေးရတဲ့ဒုက္ခနဲ့သေသွားလိမ့်ရဲ့စားကျင်တဲ့စိတ်ကဟောစားရလားစားကျင်ရတဲ့မစားရပဲနဲ့အငတ်သေသွားလိမ့်ရဲ့သဘောကျဒါပြန်တို့ခင်ဗျားတို့တစ်သလုံးနေရတာဒီကကိုယ်လိုကြိုက်ကိုယ်အလိုက်ကိုယ်စိတ်နဲ့ကြိုက်တာများခန္ဓာကိုယ်ရဲ့တစ်ခုပါလေသဘောပါမာရီကစက်ရကြီးလဲနေပါလေဒုက္ခစက်ကြီးကလဲနေတယ်ဆိုတာသိကြဗလားအဲ့ဒါကြောင့်ရှင်သာရိပုတ္တရာကလည်းပြောလိုက်ရှင်သာရိပုတ္တရာကပရမယံကမဲလို့ရှင်မြတ်ဒုက္ခနဲ့ဒုက္ခရှင်းရှင်းပြောစမ်းပါအိုးနောက်ခန္ဓာမရရင်ဒုက္ခกว่าနောက်ခန္ဓာရရင်ရှင်းမလားနောက်ခန္ဓာမရရင်နောက်ခန္ဓာရရင်
န္ဓာပြီးနောက်ခန္ဓာရရင်ဒုက္ခဆိုတာကဒီခန္ဓာဒုက္ခမသိတဲ့ပုဂ္ဂိုလ်မှနောက်ခန္ဓာရဒီခန္ဓာဒုက္ခသိတဲ့ပုဂ္ဂိုလ်ကဒါကြောင့်ဘုရားခင်ကိုရမကြီးကဤခန္ဓာဒီဖြစ်ဒုက္ခပြဒုက္ခပဲလို့သိသိချာချာသိတဲ့အခါကျတော့ဖြစ်ဒုက္ခပြဒုက္ခတွေကချုပ်သွားတယ်ချုပ်သွားတော့လူပြောက်သွားတာလားတရားဓမ္မတို့ဒုက္ခချုပ်သွားတာလားဒုက္ခချုပ်တာဘာသစ္စာခေါ်ကြမယ်ဩကိုဒုက္ခချုပ်သွားတာကိုသိတာကဘာသစ္စာခေါ်ကြမယ်ဒါဖြင့်ဒီဒုက္ခချုပ်သွားတော့နောက်ဒုက္ခမတောင်းတာဘူးတဲ့တောင်းတဲ့တရားဟောရှိသေးရဲ့အဲ့ဒါကသမုဒယသစ္စာသိတာတောင်းတဲ့တရားမရှိတာကတောင်းတဲ့တရားမရှိတော့ကြောင့်ဆွဲလန်းတဲ့တရားလည်းမရှိဆွဲလန်းတဲ့တရားမရှိတော့ကြောင့်အာထုတဲ့တရားရောအဲ့ဒါကြီးမရှိတာကတော့သမုဒယချုပ်တာတဏှာဥပါဒံကံချုပ်တာပေါ့ဗျာရှင်းရလားတဏှာဥပါဒံကံချုပ်တဲ့အခါကျတော့ကံမဲချုပ်ပေါ့တရားဓမ္မတို့ကုသလံဇဟံဆိုတဲ့အတိုင်းကုသိုလ်ဟာကုသိုလ်စွန့်တဲ့ကိုယ်တော်ကြီးကဘယ်နေရာပြိဋိနေတယ်လို့ကြားသေးမကြားတော့ဘူးနောက်ပြိဋိနောက်ခန္ဓာလာသေးရဲ့ဒါဖြင့်ဒီကိုယ်တော်ကြီးပဲကြွသွားပါလိမ့်မလို့မေးဖို့မလိုဘူးလားနောက်ခန္ဓာမနေရတာဒုက္ခလို့ရှင်သာရိပုတ္တရာကမဟုတ်ဘူးလားနောက်ခန္ဓာမရတာဒုက္ခနိဗ္ဗာန်လို့ကြွသွားပြီလို့မဆိုနိုင်ဘူးလားအဲဒါကြောင့်ဒကာဓမ္မတို့ယနေ့ဒီဥပရိပါဏာသပါဠိတော်မှာသိနည်းအကောင်းဆုံးကိုလည်းဘုရားကဟောတယ်အင်္ဂုတ္တပါဠိတော်၌ဒုက္ခနဲ့ဒုက္ခရှင်းရှင်းဟောကြပါအောင်ဆိုလို့ပရမိတ်ကမဲလို့ပြောတဲ့တရားနှစ်ကျမ်းတွဲပြီးဒီကလာအလုတ်တရားနဲ့တွဲပြသောကြောင့်ခင်ဗျားတို့ဒီကိုယ်ခန္ဓာကိုဖြစ်တာလဲဒုက္ခသစ္စာရှိပါပြတ်တာလဲပေါ်လာတဲ့ဓမ္မတွေပေါ်လာရင်ဘာသစ္စာရှိမလဲပြတ်သွားရင်အဲ့ဒီလိုကြီးရှုနေလို့ရှိရင်ဒုက္ခမြင်မလားပဲဘူးလားဒုက္ခမြင်ယထာဘုဒ္ဓညာဒုက္ခမုံရင်ဒီဒုက္ခမလို့ခြင်းလို့ဆုံးရင်ဒီမညာဒါဖြင့်ဝိပဿနာမက်ကနှစ်ညာလောကုတ္တရာမက်ကအဲ့ဒါကရလို့ရှိရင်ခင်ဗျားတို့နောက်ခန္ဓာမလာဘူးငါတို့ဖြင့်အေးဖို့ဆိုတာသိချာမှတ်ပါနောက်ခန္ဓာမလာတာနိရောဓသစ္စာနောက်ခန္ဓာမလာတာအဲ့ဒီနိရောဓသစ္စာဖြစ်ပုံနဲ့ပြင်မှာသိချာရှင်းတယ်ကဲရင်နာယီသိပြီပြောကြတယ်